အားလုံးပဲမင်္ဂလာပါခင်ဗျာ Limpy Electric ကနေကြိုဆိုလိုက်ပါတယ်ဒီပုံစံလေးကတော့ Power Armor 45A MPPT controller လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ 45A MPPT controller လေးရဆိုရင်ဖြင့် Solar 990W အထိအသုံးပြုနိုင်ပြီး24 volt အတွက်ဆိုရင် Solar 1080W အထိအသုံးပြုနိုင်ပါတယ်ကျွန်တော်ဒီပုံစံလေးကတော့ Power Armor 45A battery setting ချိန်နိမိတ်ထားတဲ့ကိုတယောက်အတွက်ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီမှာ battery ရဲ့ပေါင်ကျိုးဆိုရင်အပေါင်ကျိုးဝင်ပြီးတော့ဒီဘက်ကနေ battery အနှုတ်ကျိုးဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ solar နဲ့ controller နဲ့ battery ကိုမချိတ်ခင်မှာကျွန်တော်တို့ battery ကနေ controller ကိုအရင်ဆုံးချိတ်ပေးရမှာဖြစ်ပါတယ်ပြီးမှ solar ကနေဒီအဝင်ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီခုဒီပုံစံလေးကတော့ 45A ပုံစံလေးကိုပြတာဖြစ်ပါတယ်ကျွန်တော်ဒီ setting ချိန်မယ်ဆိုရင်ကျွန်တော်တို့ဒီ battery ဆိုတဲ့ clock လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်တစ်ချက်ချင်းနှိပ်ပေးရမှာဖြစ်ပါတယ်ဒါတော့လောဆယ်ဖိုးလေးတွေပါကျွန်တော်တို့ battery setting နဲ့ချိန်ရင်လည်းဆိုရင်ဒီ SCN ဆိုတဲ့ setting ရောက်ရင်ဒီ clock လေး battery clock လေးကိုခဏလေးဖိထားပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီ မိတ်တုတ် setting လေးပေါ်လာရင်ကျွန်တော်တို့battery setting တွေကိုချိန်လို့ရတာဖြစ်ပါတယ်ကိုယ့်ရဲ့ battery မျိုးစားပေါ်မူတည်ပြီးကိုချိန်နေတဲ့ battery system ကိုတွားလို့ရတာဖြစ်ပါတယ်ဒါဆို user မုတ်ထားတာဖြစ်ပါတယ်ဒါဆိုရင်တော့ lithium battery ဖြစ်သွားပါပြီကိုထားခြင်းတဲ့ battery system တွေကိုဒီ SCN ဆိုတဲ့ clock လေးမှာမိတ်တုတ်လေးဖြစ်ရင်ကျွန်တော်တို့ပြောင်းလို့ရပါပြီဒါတော့တစ်ချက်ချင်းလေးပေါ့နော်ဒါကတော့ gel battery ဟိုအမျိုးအစားပါဒီပုံစံလေးကတော့ acid battery အမျိုးအစားပါဒါကတော့ light bulb battery အမျိုးအစားပါဒီမှာ light bulb မှာဆိုရင်သူ setting လေးများလေးပါဝင်ပါတယ်ကိုနဲ့ကိုက်ညီတဲ့ setting ကိုချိန်ပြီးတော့အသုံးပြုလို့ရတာဖြစ်ပါတယ်ကိုချိန်နေတဲ့ setting ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီ ဘေးက SED set ဆိုတဲ့ clock လေးကိုနှိပ်ပြီးတော့ဒါချိန်လို့ရတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ SCN လေးညင်သွားရင်ကျွန်တော်တို့ battery တိုက်ရပြီဆိုတဲ့ပုံစံလေးဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီ 0.0 တော့ကျွန်တော် solar ဝင်မထည့်ထားတဲ့အတွက်သူ့ရဲ့ပုံစံလေးက 0.0 ဖြစ်နေတာဖြစ်ပါတယ်ဗျာဒါကတော့ battery ကနေကျွန်တော်တို့ solar ကနေ battery ကိုအားသွင်းပေးမဲ့ဖို့ဖြစ်ပါတယ် 40.4 ဖြစ်ပါတယ်ဗျာဟုတ်ကဲ့အခုလိုကျွန်တော်ရဲ့ video file လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ